စိတ်တိတံတတ္တသင်္ချေယံနဝသင်္ချေယဝတံကာယဝါစာစတုချာတံအဲ့တော့ဘုရားကျမ်းဂန်မှာစိတ်တိတံတတ္တသင်္ချေယံဆိုပြီးပြောထားတယ်အဲ့တော့တတ္တသင်္ချေယံဆိုတာခဏိသင်္ချေခုနှစ်သင်္ချေတွင်မှာတဲ့ပွင့်သွားကြတဲ့ဖရာတွေဟာ3,250,000ပွင့်သွားကြပြီတဲ့အဲကြောင့်စိတ်ကြီးတတ္တသင်္ချေယနဝသင်္ချေယကိုယ်သင်္ချေတွင်မှာကိုယ်သင်္ချေတွင်မှာပွင့်သွားကြတဲ့ဖရာတွေက3,980,000ပွင့်သွားပြီ3,8,900ပွင့်သွားပြီ3,8,900ပွင့်သွားပြီဟုတ်ပြီစတုကံနဲ့အဲ့တော့4သင်္ချေအတွင်းမှာ28ဆပွင့်သွားတယ်အဲ့တော့ဗုဒ္ဓကျမ်းမှာဖရာတွေဟာဒီမဟာကတ္တဗာပေါင်းသင်္ချေ20အတွင်းမှာနော်ပွင့်သွားကြတဲ့ဖရာတွေက5,1,228ပွင့်သွားပြီဆိုတဲ့အကြောင်းကိုဒါဗုဒ္ဓကျမ်းမှာတွေ့ရတယ်ဟုတ်ပြီဒါဆိုရင်တမန်ကျမ်းစာမှာနော်တမန်ကျမ်းစာမှာလည်းဟာလာတစ်ကောတဲ့သူ8-5မှာဗာပြောထားတယ်ဖယားများအရှင်များဟုဆိုသည့်အတိုင်းဖယားအများကြီးနော်ဖယားအများကြီးတမန်ကျမ်းစာမှာလည်းဗာပြောထားတယ်ဖယားများအရှင်များဟုဆိုသည့်အတိုင်းကောင်းကင်ဘုံမြေကြီးပေါ်မှာဖယားဟုနေခေါ်သမုတ်တော်သူအများကြီးနော်အဲ့ဒါကောင်းကင်ဘုံမှာပဲဖြစ်ဖြစ်မြေကြီးပေါ်မှာပဲဖြစ်ဖြစ်ဖယားဟုနေခေါ်သမုတ်တော်အရှင်များအများကြီးဒါကြောင့်ဗုဒ္ဓကျမ်းမှာလည်းဟဟလားမဟာကတ္တဗာပေါင်းသင်္ချေ20အတွင်းမှာပွင့်သွားကြတဲ့ဖယားတွေက5,1,228ပဲပါပဲနော်ပွင့်သွားဒါကြောင့်မလို့လောကမှာဖယားတွေကအများကြီးရှိနော်လောကမှာဖယားတွေကအများကြီးရှိတယ်ဟဟလားဒါပေမဲ့လို့ဟဟလားလောကမှာဖယားတွေအများကြီးရှိတော့ညာလေအဲ့ဒီဖယားတွေကိုအုပ်စိုးတဲ့ဖယားဆိုတာရှိအဲ့တော့လူ့ဖွဲ့ကြီးမှာပဲကြည့်လိုက်လူ့ဖွဲ့ကြီးမှာဟဟလားအဖွဲ့ကြီးတိုင်းမှာခေါင်းဆောင်တွေရှိအဖွဲ့ကြီးတိုင်းမှာခေါင်းဆောင်တွေရှိနော်ခေါင်းဆောင်မရှိတဲ့အဖွဲ့ကြီးဆိုတာမရှိဘူးနော်ဟုတ်ပြီလားဒါကြောင့်ဖယားတွေအများကြီးထားတဲ့မှာဖယားဆိုတဲ့အဲ့ဒီဖယားတွေအုပ်စိုးတဲ့ဖယားသခင်ဆိုတာရှိနော်အဲ့ဒီဖယားတွေကိုအုပ်စိုးတဲ့ဖယားသခင်ဆိုတာရှိတယ်ဟုတ်ပြီဒီစာလာ80နှစ်နော်စာလာ80နှစ်ပြည့်မှာဖယားသခင်ဒီဖယားတို့၌ပရိသတ်မှာရက်လျက်နေတော်မူ၍ဖယားတို့အလယ်၌စီရင်တော်မူ၏နော်ဒါကြောင့်ဒီဖယားလောကမှာဖယားအများကြီးရှိတယ်အဲ့ဒီဖယားအများကြီးကိုအုပ်စိုးတဲ့ဖယားသခင်ဆိုတာရှိတယ်ဒါကြောင့်ဆာလံကျမ်းမှာပေါ်ပြထားတယ်တမန်ကျမ်းစာမှာပေါ်ပြထားတယ်တိတိကျကျပဲဖယားသခင်ဒီဖယားတို့ဤပရိသတ်နဲ့ရက်လျက်နေတော်မူ၍စီရင်တော်မူမယ်လို့ပြောထားတာနော်ဒါကြောင့်လောကမှာရှိတဲ့ဖယားအားလုံးကိုအဲ့ဒီဖယားသခင်ကအုပ်စိုးမယ်စီရင်တယ်ဒီလိုပြောထားတယ်နော်ဒီလိုပြောထားတယ်ဒါကြောင့်ဖယားတွေကအများကြီးရှိတော့ညာလေနော်အဲ့ဒီဖယားကဖယားအများကြီးတဲ့မှာဖယားကနှမျိုးရှိတယ်လေဆိုတာကိုအဲ့ဒါဒီကနေ့ချပြသွားမှာဖြစ်တယ်နော်ဖယားအများကြီးတဲ့မှာဖယားဘယ်နှမျိုးရှိတယ်လဲဆိုတာကိုဒါ
ချပြသွားမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဘုရားကျမ်းမှာပုဂ္ဂလပညာပုဂ္ဂလပညာနော်ပုဂ္ဂလပညာစက်ကပုဂ္ဂလမှာစက်ကပုဂ္ဂလနော်ဘာပြောထားလဲဘုံမာရိကစကားရတဲ့အချင်းပုဂ္ဂိုလ်ဒီရှင်းနေမကြားဘူးတော့တရားတို့ကအလိုလိုကိုယ်တိုင်သာရင်သစ္စာ၄ပါးတရားတို့ကိုထွတ်ထွင်းရသိ၏ထိုတရားတို့၌လည်းအလုံးစုံသိခြင်းတို့ရောက်၏ဘိုလ်တို့၌လည်းလေ့လာခြင်းတို့ရောက်၏ထိုသဗ္ဗညုတဉာဏ်ဖြင့်ထိုပုဂ္ဂိုလ်ကိုသဗ္ဗညုတဖျားမှာထိုသဗ္ဗညုတဉာဏ်ဖြင့်ထိုပုဂ္ဂိုလ်ကိုတဲ့သဗ္ဗညုတဖျားမှာဒုတိယအတိုင်းမှာထုံမာတိကစကားရနိုင်အရှင်ပုဂ္ဂိုလ်ဒီရှင်းနိုင်မကြားဘူးဘုံတော်တရားတို့၌အလိုလိုကိုယ်တိုင်သာလျှင်သစ္စာ၄ပါးကိုတရားကိုသိ၏ထိုတရားတို့၌လည်းအလုံးစုံသိခြင်းသို့မရောက်ဘိုလ်တို့၌လည်းလေ့လာခြင်းသို့မရောက်ထိုပစ္စေကတာမောရိဉာဏ်ဖြင့်ထိုပုဂ္ဂိုလ်ကိုပစ္စေကဘုရားမှာပစ္စေကဘုရားအဲ့တော့သဗ္ဗညုတဘုရားဆိုတာကဘာလဲဆိုတော့ထုံမာတိကစကားရနိုင်အရှင်ပုဂ္ဂိုလ်ဒီရှင်းနိုင်မကြားဘူးဘုံတော့တရားတို့နိုင်ဒီလိုပြောထားတယ်ရှင်းကမကြားဘူးရှင်းမှလည်းမဖြစ်ဘူးလို့ပြောတာနော်ရှင်းမှလည်းမဖြစ်ဘူးရှင်းမှလည်းမကြားဘူးရှင်းကဖြစ်ခဲ့တယ်ဆိုတဲ့အရာကိုလည်းမကြားဘူးဒါပေမဲ့အဲ့ဒီဘုရားကဘာလဲဆိုရင်ရှင်းနိုင်မကြားဘူးတော့တရားတို့နိုင်အလိုလိုကိုယ်တိုင်သာလျှင်သစ္စာ၄ပါးတရားကိုသိတယ်တဲ့အဲ့တော့ရှင်းကမကြားဘူးတဲ့အရာရှင်းကမဖြစ်ဘူးတဲ့အရာဒီလိုပြောထားတာနော်အလိုလိုကိုယ်တိုင်သိတယ်အဲ့ဒီတရားကဘာလဲသစ္စာ၄ပါးတရားနော်အလိုလိုကိုယ်တိုင်သာလျှင်သစ္စာ၄ပါးတရားကိုထိုးထွင်းရသိထိုသဗ္ဗညုတဉာဏ်ဖြင့်ထိုပုဂ္ဂိုလ်ကိုသဗ္ဗညုတဘုရားကိုမှန်အဲ့တော့သူ့ရှေ့မှာနော်အဲ့ဒီဘုရားရဲ့ရှေ့မှာဒီသစ္စာ၄ပါးတရားဆိုတာဖြစ်လည်းမလားဘူးသစ္စာ၄ပါးတရားဆိုတဲ့အကြောင်းအရာကိုလည်းရှင်းကလည်းမကြားလို့ဖြစ်လည်းဖြစ်မလားဘူးအဲ့ဒီသစ္စာ၄ပါးကတရားကဘာလဲဆိုရင်နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းနေနိုင်ငံသို့သွားကြောင်းတရားဖြစ်တယ်နော်ဒါကြောင့်ဒီအရာကိုဟာလားရှင်းကလည်းမကြားဘူးရှင်းကလည်းဖြစ်မလာဘူးဒါပေမဲ့မကြားဘူးတဲ့တရားကိုကိုယ်တိုင်သိတယ်ကိုယ်တိုင်ကလည်းသိတယ်ဘိုလ်တို့နိုင်လည်းလေ့လာခြင်းသို့ရောက်တယ်ဟုတ်ပြီဘိုလ်တို့နိုင်လည်းလေ့လာခြင်းညွတ်တဲ့ဘိုလ်ဆိုတာကဘိုးဘုံလေလို့ပြောထားတာရှိတယ်ဘိုးဘုံလေဆိုတာကပြိဿကိုပြောတာမပြိဿဆိုတာကလူတ attva တွေလူတို့ကိုပြောတာလူတို့ဆိုတာကဒီကနေ့လောကမှာနေတဲ့လူတ attva တွေကိုပြောတာဖြစ်တယ်နော်ဒါကြောင့်ဘိုးတို့နိုင်လည်းလေ့လာခြင်းကိုရောက်တယ်ဆိုတော့ဒီသစ္စာ၄ပါးတရားနိဗ္ဗာန်ကိုရောက်ကြောင်းတရားကိုအဲ့ဒီပြိဿကိုအဲ့ဒီလူတ attva တွေကိုနိဗ္ဗာန်ရောက်ကြောင်းလမ်းကိုပို့ဆောင်နိုင်တယ်တဲ့နိဗ္ဗာန်ရောက်ကြောင်းလမ်းနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကလည်းရောက်တယ်